များစွာနဲ့မွေးဖွားလာခဲ့တင်းငုတ်တဲ့မှာအိယာဆိုတာဟာသူ့အတွက်ပါတော့စခွဲငယ်လေးပဲရှိခဲ့တာစေလုံးကြစွာနဲ့လေလူစားတိကံဝေးဖွားခဲ့ခြင်းအောင်တို့ပြတောင်းများကိုသူချစ်လို့ဟုတ်လားဆောင်နေတဲ့လူရဲ့လက်ဓာမျိုးရှာဖွေကြည့်စမ်းတော့ဟိုကောင်းကြီးအောင်ဒီကြည့်ပေါ်မှာလုံးဝမရှိနိုင်ဘူးလေကောင်းရဲ့ပုံစံစိတ်နေတဲ့တော့ဒီတာတွေကိုသူပေါ်ရချစ်တဲ့ဒါကြောင့်လေလက်တော်ကိုဆုံးကကဲတင်ခဲ့တာယေရှုခရစ်တပါး